လုံးမင်္ဂလာပါမြမတမန်မှစီစဉ်တဲ့ကိုယ်တိုင်ရေးကိုယ်တိုင်ဖတ်စာရေးသူများအစီအစဉ်မှာကျွန်တော်ကိုအသုံးပြုတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ကျွန်တော်ကိုခေါ်ဖိတ်တဲ့မြမတမန်ဝိုင်းတော်သားများကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ရွတ်မဲ့ကြပြခေါင်းစဉ်ကကျွန်တော်ရဲ့ကောင်းခင်ရင်ခွင်တကားဟာအတားအဆီးမဲ့ဖွင့်လှစ်လို့စီငေါ်မတက်သူ့ဝင်သက်ထက်သွက်တွေဟာအာဟာရဖြစ်ခဲ့ပန်းတွေပွင့်ခဲ့ငါတို့ဝမ်းပူလုံဖို့အရေးသူ့လက်ဖွားတွေအတမာတက်ပေမဲ့အတွင်းခန်းတွေအပုံးပဲ့မခံခဲ့ကံကြမ္မာသားရဲတွေရဲ့အလဲမှာလှင်မြန်ထက်မြက်ရဲဝန်းသလိုအတိုက်မြုံကိုနှွေးထွေးမှုနဲ့လုံခြုံမှုပေးနိုင်စွမ်းသူလောကကျိုးဝိုင်းမှာငါတို့စီခြင်းထိုးတိုင်းငါတို့သူရဲကောင်းဟာသူသာဖြစ်တယ်သူ့နှလုံးသားဟာဘဝအလင်းရောင်မိရှုတစ်ဆောင်ဖြစ်တယ်သူ့ရဲ့ဆဲလဲတန်ဟာမိသားစုအတွက်ဂန်ဝင်တွေးတွေဖြစ်တယ်ကျွန်တော်ကောင်းရင်မွေးပါအားလုံးကိုကျေးဇူးတင်ပါတယ်